နောက်ဆုံးသေးဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့စီရီယန်တစ်စပေါက်ပေါ့ဗျာတစ်စပေါက်မင်းကင်းမျိုးနဲ့စေအုပ်ကို PDF တွေကဖမ်းဆီးသွားတဲ့အခြေအနေပါဖြစ်စဉ်ကနိုဝင်ဘာလ30ရက်နေ့ကစကိုင်းတိုင်းမင်းကင်းမျိုးနဲ့တင်တော်ကြီးမှာစေကန်းဖွင့်ထားတဲ့စီရီယန်တစ်စပေါက်မင်းကင်းမျိုးနဲ့စေအုပ်ကြီးဖြစ်သူဒေါက်တာခင်သူလွင်ကိုအကြမ်းဖက် NUG လက်အောက်ကဖွဲ့တွေကနေအိမ်ထဲမှာဝင်ရောက်ပြီးဖမ်းဆီးသွားပါတယ်ခင်ဗျားတို့လည်းဒီရုပ်သံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လည်းတွေ့ရပါလိမ့်မယ်ခင်ဗျားတို့လည်းကြည့်ပြီးပါလိမ့်မယ်ကျွန်တော်လူခွင့်ကိုကျွန်တော်တန်ဖိုးထားတာလူခွင့်တန်ဖိုးထားပြတာအဲ့ဒီခင်ဗျာတစ်စပေါက်စီရီယန်ဆာပဲဘလို့ဖမ်းသွားလဲခင်ဗျားတွေ့တယ်မခွေးလိုဝက်လိုဖမ်းသွားတာချုပ်ပြီးတော့လေဘာနဲ့တွေ့လဲဆိုတော့ခင်ဗျားတို့အိမ်တိမ်မှာဗျာအိမ်တိမ်မှာခင်ဗျားတို့ဝက်တွေရောင်းနွားတွေရောင်းရင်လေဝက်တွေရောင်းရင်အမှတခင်ကဝက်ရောင်းလိုက်တော့ဝက်ဝယ်လေးလို့အသေးတန်လေးလည်းပြကျိုးနဲ့တုပ်ပြီးတော့အသေးတန်ကားပေါ်တင်ပြီးတော့တင်သွားသလိုပဲအဲ့လိုပဲဗျာခွေးနွားတွေတရိတ်ဆန်လိုဖမ်းသွားတာဘာမှလည်းလူခွင့်ရေးအဲ့အမျိုးသမီးတယောက်ကိုဒီအမျိုးသားတွေဖမ်းခွင့်မရှိဘူးအမျိုးသမီးကိုအမျိုးသမီးနဲ့ပဲဖမ်းလို့ရတယ်ဒါဥပဒေအရပြောတာပါအဲ့တော့ဖမ်းသွားတာတော့ခင်ဗျားကြည့်လိုက်ဝက်ကိုကျိုးတုပ်ပြီးတော့ခင်ဗျာကားပေါ်ခင်ဗျာတွန်းတင်လိုက်တဲ့ဘောဖမ်းသွားတယ်ဗျဖမ်းသွားတယ်အဲ့ဒီဆရာမကြီးပေါ့အဲ့ဆရာမကြီးကကျွန်တော်2016ခုနှစ်ကတည်းကမင်းကင်းမြို့ပြည်သူ့စေအုပ်မှာကျွန်တော်စေအုပ်အကြီးပြတာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့သူက2021နောက်ပိုင်းမှာဒီစုဖို့အကြမ်းဖက်မှုလှုပ်ရှားမှုတွေမှာပါဝင်တယ်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တွေကိုအားပေးအားမြောက်လုပ်တယ်သူကိုယ်တိုင်လည်းအားပေးအားမြောက်လုပ်တယ်ပေါ့သူဥဆောင်ခဲ့တယ်ပေါ့ဗျာဒီမင်းကင်းမြို့နယ်မှာလက်ရှိအကြမ်းဖက်စုမှုတွေဖြစ်ဖို့အတွက်သူကိုယ်တိုင်ပဲလူသစ်စုဆောင်ပေးခဲ့တယ်သူကိုယ်တိုင်ပဲဒီငွေကြေးတွေကောက်ခံခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံတော်ကနေပြီးတော့သူ9နဲ့အမှုဖွင့်တော့ထွက်ပြေးသွားတယ်ထွက်ပြေးပြီးတော့ဒီမင်းကင်းဘက်ကိုရောက်သွားတယ်မင်းကင်းဒီ NUGP ရဲ့ဒီဖွဲ့တော့အဲ့ထဲကိုရောက်သွားတယ်အမှန်တော့ဥဆောင်တဲ့သူနဲ့ပါတယ်ဘာတော့အမှသူဖမ်းတော့ဗျာခင်ဗျားအမှတွေ့ပါလိမ့်မယ်ခွေးလိုဝက်လိုဖမ်းသွားတာကျမကိုတနာကြပါအောင်နဲ့ကျမကလည်းငါကြောက်လို့ဒီဘက်ရောက်လာတာစသဖြင့်ပေါ့ဗျာဒီဆရာမကြီးပေါ့ဒီဆရာမကြီးကကျွန်တော်တို့ဒီတိုက်ပွဲတွေမှာဒဏ်ရာရခဲ့တဲ့ PDF အဖွဲ့တွေကိုတော့ဆေးကုပေးတာသူကိုယ်တိုင်ပဲကုပေးခဲ့တာသူလည်းနဲ့ PDF တွေအသက်ရှင်သွားတဲ့လူတွေမနေဘူးပဲခင်ဗျာမင်းကင်းမျိုးနဲ့မှာဒီဆရာမကြီးကုပေးလို့အသက်ရှင်သွားတဲ့လူတွေမနေဘူးပဲအဲ့တော့ဗျာခင်ဗျာဒီစေအောင်အုပ်စုတဲ့ဆရာမကြီးရဲ့ခင်ဗျာဒီအမျော်မြင်တဲ့ညံသွင်းရခင်ဗျာနဲတဲ့တာမယ်လူတွေအများကြီးတာတယ်လေဒီပညာမဲတွေအောက်သွားပြီးသူကဥသွားရှို့တယ်ဗျာဖြစ်ပုံကပညာမဲဆိုတာကခင်ဗျာသူတို့အောင်းတဲ့ခေါင်းတော်တွေမှာဘာမှမရှိဘူးအဲ့မှာဆရာမကြီးပြောတာကအားလေကျမတဲ့မရင်းကောင်လည်းကျမစကားမပြောနိုင်ဘူးတဲ့အဲ့တော့တေချာကသူမရင်းကောင်သူ့ကိုအမိန်ပေးပြီးလာခေါ်ခိုင်းတာကြည့်ဦးမရင်းကောင်ကသူတို့ဟလာကျွန်တော်တို့သူတို့စေအောင်အုပ်ကြီးလာခေါ်တာကြည့်ဦးကျွန်တော်တို့စေအောင်အုပ်ကြီးဆိုတာဗျာခင်ဗျာမျိုးကျွန်တော်တို့မျိုးရဲ့တကယ်ကိုခင်ဗျာဖူးမှုတ်ထားတာကျွန်တော်တို့မျိုးတွေမှာကျွန်တော်စေအောင်အုပ်ကြီးဆိုခင်ဗျာရိုးသေးနေရတာစေအောင်အုပ်ကြီးလာမယ်ဆိုရိုးသေးနေရတာအဲ့လိုအတန်းမှနေရမှာစေအောင်အုပ်ဆိုအဲ့လိုလူရိုးသေးရှင်ရိုးသေးအတန်းမှနေတည်ရတာဒီလိုမျိုးကျွန်တော်တို့ဒီနလဘိန်းတော့အပေအတေတွေနဲ့ကြမ်းတပြေးတဲ့ထိုင်ရမှာမဟုတ်ဘူးဗျဒါနဲ့ပတ်သက်ပြီးတော့ဒီ NUG အဖွဲ့တွေကလည်းသူကဒီလိုရုပ်သံတွေထွက်လာတော့ NUG အုပ်စုတွေကလည်းသူတို့အနေနဲ့သတင်းထုတ်ပြန်ချက်ဆိုထုတ်တယ်ပေါ့ဗျအဲ့တော့ NUG အုပ်စုကကျွန်တော်ထုတ်ပြန်ချက်လေးကျွန်တော်တင်ပြပါမယ်ဒေါက်တာဒေါ်ခင်သူလင်းနဲ့ဒေါက်တာတူးတဲ့စီရီယန်ဆေးအုပ်တဲ့သူက2021 4လပိုင်း17ရက်ကနေစပြီးတော့2024ခုနှစ်6လပိုင်း19ရက်နေ့ဒီအမျိုးသားညီညွတ်ရေးအစိုးရမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့သူဟာဒီတာဝန်ထမ်းဆောင်တဲ့အခါမှာတဲ့ကျွန်တော်တို့ငွေကြေးကိစ္စတွေရှိတယ်ပေါ့ဗျာအဲ့တော့သူနံပါတ်1ရှင်းမပေးဘူးရှင်းမပေးတာရှိတယ်နံပါတ်2ကသူကဒီမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတဲ့မင်းကင်းမြို့နယ်မှာတဲ့သူကမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ငှားထားတဲ့ AK47 တက်လက်ကိုသူပြန်မှတ်ဘူးတဲ့ပြန်မှတ်တဲ့သူကဒီ2ချက်နဲ့ဆွဲတယ်နံပါတ်1ချက်ကကျွန်တော်တို့ဒီငွေကြေးကိုမရှင်းပေးလို့နံပါတ်2ချက်ကသူ့အနေနဲ့ဒါငှားရတဲ့ AK47 တက်လက်ကိုမပေးလို့သူ့ဒီလိုမျိုးဖမ်းရတယ်ပေါ့ဗျသူဖမ်းရတယ်ဆိုတော့သူထုတ်ပြန်လာတယ်ငွေကြေးကြောင့်လို့ပြောရင်ဗျာခင်ဗျားကလည်းဒီ NUG အုပ်စုမှာခင်ဗျားကလည်းခင်ဗျာတပုတ်ဦးတွေဘဲကောင်းမြန်ခင်ဗျာအာဂရိကင်းလို့လေဗျာ NUG အုပ်စုတွေခင်ဗျားကလည်းဒီအာဂရိမကင်းတဲ့ကောင်ခင်ဗျာလေဘင်းဖြတ်ဆိုခင်ဗျာ NUG ကောင်တကောင်မှမရှိဘူးခင်ဗျားကလည်းတကောင်ဘဲကောင်းရှိမလဲကဲခင်ဗျာဘယ်သူရှိလဲဟိုနေ့ကခင်ဗျာအဲ့မှာကြည်ပြအုပ်စုကြည်ပြတို့ဆိုခင်ဗျားလည်းကြည်လေငွေချင်းမရှိတော့ငြိမ်သွားပြီလေအဲ့တော့ကျွန်တော်တို့ကစစ်ဆေးပါတယ်ဘာညာခင်ဗျာဘာသာထွက်သေးလို့လဲဘာသာထွက်သေးလို့ဒီ NUG အုပ်စုတွေကြည်ပြတို့အုပ်စုတွေလေခင်ဗျားလည်းဒီရှင်းပြရင်ခင်ဗျာကြည်ပြတော့အုပ်စုကဒီ PDF တွေကိုခင်ဗျာ PDF တွေရဲ့ပတ်စံပြီးသူတို့ယုံကြည်တဲ့သူတွေလူတဲ့ပတ်စံကိုခွေးပတ်သေးတောင်လောက်တာခွေးပတ်သေးတောင်လောက်လိုက်တာခင်ဗျားတို့လောက်ခင်ဗျာဒီ NUG အုပ်စုရဲ့ခွေးတောင် PDF တွေကခင်ဗျာလည်းအတိမတ်ပြုခြင်းမခံဘူးဒီကြည်ပြရဲ့ခွေးက
happy birthday အော်ခံသေး happy birthday လောက်ရသေးတယ်ခင်ဗျားတို့ဒီပြည်ထဲတွေမှာ happy birthday တော့မဖြစ်ဘူးအဲ့တော့ဒါကြီးကခင်ဗျာအကြောင်းအရာတစ်ခုနေနေပါခင်ဗျာဘယ်သူမှမခင်ဗျာဒီရှင်းလို့လေဗျာခင်ဗျာလမ်းမှာခင်ဗျာစကိုင်းရွှေ့ဖို့ဒီစကိုင်းရွှေ့ဖို့လမ်းမှာလည်းမကောက်လိုက်တဲ့ဂိတ်တွေဘယ်သူကစင်းစစ်ရဲလို့လဲခင်ဗျာစင်းစစ်တဲ့လူကြီးကြည့်ရတယ်ပုံလုံးတယ်လို့ထိုင်းမှာပုံလုံးနေတာဟာလားဒီမှာအန်ယူဂျီပြည်ထဲဝင်ကြီးတနာဘယ်ဟာအခုသူတို့ဒီမှာရှိတာမဟုတ်ထိုင်းကနေထုတ်နေတာထိုင်းရထုတ်နေတာအဓိကတော့ဒီဆီယာမိုင်းနဲ့ပတ်သက်ကျွန်တော်တို့မြေပြင်မှာသိရတဲ့လောက်ကမင်းကမျိုးနဲ့မှာရှိတဲ့ဒီရွှေမျောပေါ့လောက်ကွက်ရွှေမျောနဲ့ပတ်သက်ပြီးတော့သူတို့သဘောထားတွေကွဲတယ်ရှိရွှေမျောတွေလောက်တဲ့ဒီအန်ယူဂျီအုပ်စုတွေအဲ့မှာကျွန်တော်ရွှေမျောတွေလောက်ခွင့်ပေးတယ်လောက်ခွင့်ပြီးတော့ဒေသခံတွေလောက်ခွင့်မရှိဘူးပတ်စံမြန်မာပေးတဲ့လူပဲချတယ်အဲ့တော့ဘယ်နေရာလဲဆိုတော့ကျွန်တော်တို့လောင်းပြေးတို့မြောက်ချုံးတို့ပေါ့ဗျာအဲ့ဒီဘက်ကတကြောပေါ့ပြီးခဲ့တဲ့ရက်ကတက်မလို့ဘုံကျလိုက်တဲ့တကြောအဲ့ဒီကမှဒီအန်ယူဂျီကရွှေလောက်ကွက်တွေချပေးတယ်ရွှေလောက်ကတွေချပြီးတော့ဒီဆီယာမာကြီးကဒါဟောဗျာဆီယာမာကြီးဒါလက်မခံတော့ဆီယာမာကြီးကိုအားကိုးတဲ့အဖွဲ့တွေကသူတို့စန္ဒာတွေပြကြတယ်စန္ဒာတွေပြကြတော့ဒီမြောက်ချုံးတို့လောင်းပြေပေါ်မှာရှိတဲ့ဒီစန္ဒာပြဥဆောင်တဲ့သူကိုဒီအန်ယူဂျီအုပ်စုကဖမ်းတယ်လက်ရှိကမလို့သေးဘူးဖမ်းတော့မင်းတို့ဘယ်သူမင်းတို့ဘယ်သူတွေပါလဲညာလဲဆိုဒီဆီယာမာကြီးပါတယ်ပေါ့ဗျာအဲ့ဒီကနေဒီဆီယာမာကြီးဖမ်းသွားတာအဓိကတော့စကွက်လူနေဖြစ်ကြတာအဲ့တော့ဒါကိုကြည့်ချင်းအပြင်ခင်ဗျာစီရီယန်လုတ်တဲ့သူတွေခင်ဗျားတို့ဒါကိုတောင်းကားကြည့်ဖို့ပြောတာကြည့်လိုက်လေခင်ဗျာလူလိုဖမ်းသွားတော့ဝတ်တကောင်ခင်ဗျာတားတဲ့ုံတတ်မဲ့ဝက်ကိုခင်ဗျာကျိုးနဲ့ဆွဲတင်လာခင်ဗျာကြည့်လိုက်လက်ရှိခင်ဗျာမျိုးနယ်တွေမှာခင်ဗျာတကယ်စိတ်အောင်ကြည့်ဘလို့နေရလဲဗျအဲ့တော့ကိုတက်တဲ့အသက်ပညာနဲ့ကိုသွားတဲ့နေရာတော့ခင်ဗျာစဉ်းစားဖို့လိုတယ်ဗျအဲ့တော့လက်ရှိကျွန်တော်ပြောချင်တာကဒေါက်တာဒေါ်ခင်တူလွင်လူလိုနားလဲပါစီလို့ပဲကျွန်တော်ပြောချင်ပါတယ်နိုင်ငံတော်ကဗျာသူအမှုဖွင့်တာပါငါပေါ့ဗျာငါနဲ့ဖွင့်တာခင်ဗျာဘယ်လောက်ရှိမှလဲလက်ရှိဆိုပဲဒီငါကိစ္စတွေလွတ်ပေးလိုက်ပြီလေအခုကဲ तू ကငါကြောင် तू ထွက်ပြေးရတယ်ဆိုရင်ခင်ဗျာဟိုကောင်လေးကကြည့်ပါလားခင်ဗျာခွေးသာကျွေးမှာဒါဒီဆရာမရဲ့အခြေအနေပေါ့ဆရာမရဲ့အခြေအနေအဲ့တော့ဒီဆရာမရဲ့အခြေအနေဘာဆက်ဖြစ်မလဲပေါ့စိတ်ဝင်စားဖို့ကောင်းတယ်အဓိကတော့အာဂတိမှုဆိုတာကသူတို့အလကားပါခင်ဗျာသူတို့အဖွဲ့တွေဘယ်သူမှအာဂတိကင်းလို့လဲခင်ဗျာမကြည့်ပြဆိုကြည့်ပါလားဗျာခင်ဗျာလေခွေးတော့ happy birthday လုပ်နေကဲဒါဘယ်လိုဆက်မလဲကျွန်တော်စစ်နေပါပြီအဲ့တော့ဗျာခင်ဗျာတို့ကြည့်လိုက်အန်ယူဂျီအုပ်စုတွေထုံးမြတ်ကြတယ်ခင်ဗျာတို့တွေ့ပါလိမ့်မယ်အန်ယူဂျီအုပ်စုတွေစစ်ဆေးလို့ပေါ်ပေါက်တာဘာတစ်ခုမှရှိလို့လဲကဲလုံးစမ်းပါအန်ယူဂျီအုပ်စုတွေစစ်ဆေးလို့ပေါ်ပေါက်ပြီးအရေးယူပါဆိုတော့ခင်ဗျာဘယ်နှခုမှရှိဘူးလို့လဲဟိုကောင်တွေကခင်ဗျာပစိုးတော်လှန်ပြလိုက်အောင်မယ်စစ်ဆေးပါလို့ပြောတာထိုင်းမှာရှိနေအဲ့ကောင်ထိုင်းမှာနေနေတာဒီလုံနေတဲ့ကောင်နဲ့ဒီပြည်တွင်းမှာလုံနေတာဟိုကောင်နဲ့ဒီကိုမလာရဲဘူးဒီကောင်နဲ့ခင်ဗျာဇစ်ဖြုတ်ပြီးတော့အဲ့ကောင်တွေကိုဇော်ဝေဆိုးလို့ဇစ်ဖြုတ်ပြီးတော့ပစိုးတော်လှန်ပြအောင်ဇစ်ဖြုတ်ပြမယ်ပစိုးလှန်ပြမယ်အဲ့တော့ကျွန်တော်ဒိုင်းနဲ့ပတ်သက်ကျွန်တော်ဝမ်းသာလို့ပြောနေရမှာမဟုတ်ဘူးဗျာကျွန်တော်ဆရာဝန်တယောက်ဖြစ်ဖို့အတွက်ကျွန်တော်တိုင်းပြည်ကခင်ဗျာအကုန်ကြခံလိုက်ရတဲ့ခင်ဗျာတိုင်းပြည်ဘဏ္ဍာတွေမနေဘူးဗျာမနေဘူးလေဒီဆရာမကြီးတယောက်ဖြစ်ဖို့အတွက်ခင်ဗျာတိုင်းပြည်ကနေပေးဆက်လိုက်ရတဲ့မနေဘူးပဲအခုလိုပါဒီဆရာမကြီးကငွေကြေးကြောင့်သူ့ကိုဖမ်းနေဆိုရင်ခင်ဗျာရှင်းလေခင်ဗျာဆေးရုံကိုဖြစ်တဲ့အတွက်ဘယ်သူများဆင်းရတာရှိလို့လဲကဲခင်ဗျာဆေးရုံကိုဖြစ်တဲ့အတွက်ဘယ်သူများဆင်းရလို့လဲခင်ဗျာနောက်ဆုံးများခင်ဗျာလေဒီဆေးတောက်တက်တဲ့လူလေ level တစ်ခုပဲတက်ခွင့်ရတာဗျာခင်ဗျာလေနံပါတ်1ညံရင်မြင့်တယ်နံပါတ်2မိဘ background ရှိတယ်ဒီအုပ်စုပဲတက်ခွင့်ရတာတာမန်ဘဝတွေမရောက်ဘူးမဟုတ်ပါဘူးအဓိကတော့အဲ့ဒီငွေသူတို့ရဲ့လောဘတွေပေါ့လောဘကြောင့်ဖြစ်လာတာသူတို့ရဲ့အချင်းချင်းပေါ့ဗျာအချင်းချင်းကြိုက်တာနေဖြစ်လာကြတာအဲ့တော့ဒါကြောင့်ကျွန်တော်တို့ဟိုစီရီယန်လုံးမဲ့လို့တတိထားမလုပ်ချင်ထွက်အဲ့ဒါပြဿနာမရှိဘူးခင်ဗျားတို့ကဒီစီရီယန်လုပ်ပြီးသွားရင်ခင်ဗျားတို့မရိန်းမှာထက်ကျင်ခံရလိုက်မယ်ခင်ဗျားတို့အဲ့မှာထိုင်းမြန်မာနေစမှာကြည့်ပါလားရန်ကုန်တက္ကသိုလ်ကနေပြီးတော့စီရီယန်လုပ်ပြီးတော့အဲ့ကိုပြေးတာလေသူသမီးတို့သားမီးတောင်ပြေးတာလေသမီးတောင်ခင်ဗျားဟိုအာရမပြုချင်မှုစူးစမ်းခဲ့သေးတာပဲစူးစမ်းခဲ့ဆိုအခြားမဟုတ်ဘူးတိုတွင်းမျိုးတွေက NLD ပါတီအတွင်းမှုအောင်မင်းဆိုတဲ့လူကမရင်းချင်းမှုလုပ်ခဲ့သေးတာပဲခင်ဗျာကြည့်လိုက်လေအဲ့ဒီအမှုတော့လည်းအောင်မျိုးမင်းတို့ကျွန်တော်တို့အမှုမှပေါ်ကြီးလုံးမှာပါညာအခုကြည့်လေခင်ဗျာအောင်မျိုးမင်းတော့ဘာဖြစ်နေလဲခင်ဗျာလေအောင်မျိုးမင်းကိုကျွန်တော်တို့ပြောလို့ပြောတာမအောင်မျိုးမင်းကခင်ဗျာယောက်ျားမဟုတ်ဘူးနော်ယောက်ျားမဟုတ်ဘူးသူကမိန်းမကြီးခန္ဓာကယောက်ျားခန္ဓာကိုမိန်းမကြီးအမမျက်တောင်လေးဆွဲထားသေးတယ်မဲဇင်မအောင်တို့ဆိုတာဇင်မအောင်ပုံကဇင်မအောင်ရဲ့ပုံကတကယ်ကသူကမိန်းမကြီးဒါပေမဲ့သူထားတာကသူကမိန်းမနေယောက်ျားစိပေါက်နေတာသူ့ရဲ့ဟိုဟာလဲခင်ဗျာကောင်မလေးနဲ့သူယူထားတာအဲ့လိုနေထားတာသူတို့လည်းအဲ့လိုသွားနေကြတာခင်ဗျားတို့လူလိုသိဖို့လိုတယ်ဒါသူတို့ရဲ့အခြေအနေပေါ့ဗျာဒါကြောင့်ခင်ဗျာဒီအဖွဲ့တွေယုံလို့ဘောပြတ်သွားတဲ့သူတွေမနေဘူးပဲကျောင်းပန်းနဲ့ကျောင်းထွက်ဆိုပြီးတော့လမ်းမရောက်တော့တဲ့ကျွန်တော်နိုင်ငံအနာဂတ်တွေအများကြီးပဲကျွေသွားတဲ့နိုင်ငံအနာဂတ်တွေမနေဘူးပဲကျောင်းပန်းနဲ့ကျောင်းထွက်သူတွေကျောင်းကိုကြောက်ခိုင်းသွားတဲ့ကျွန်တော်ရဲ့နိုင်ငံရဲ့အနာဂတ်တွေတပေါ်ဥမြကျွေမှုသွားတာအဲ့လိုတွေကျွန်တော်ခွင့်လို့ရမယ်ထင်တာဘယ်တော့မှခွင့်မလို့ဘယ်တော့မှခွင့်မလို့ပြပြမီယာကိုနေနေကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ